အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုသော channel ကနေပြီးတော့ကျွန်တော်ရဲ့ကိုရီမားတွေအားလုံးပြန်လည်နှွေးထွေးစွာကြိုဆိုလိုက်ပါတယ်နော်ယူပေါ်မှာကျွန်တော်အများနဲ့အစမပြတ်အားပေးနေတဲ့ကိုရီမားတွေအားလုံးပဲတူတယောက်မချင်နော်ကျွန်တော်ရဲ့ canal လေးတွေကိုနေ့ရက်တိုင်းမှာအမှားမှတ်လက်ခံပြီးတော့ live shop ပေးနေတဲ့ကိုရီမားတွေအားလုံးပဲလူဟောင်းလူသစ်တယောက်မချင်အားလုံးပဲ9ရက်သားသမီးများပေါင်းအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးကျမချင်းနဲ့အလုံးစုံပြည့်စုံနိုင်ကြပါစေလို့ဥစ္စာပထမကျွန်တော်ရဲ့ channel လေးကနေပြီးတော့ကိုရီမားတွေအောင်တော့ကိုစုမကောင်းလေးတောင်းပေးလိုက်ပါတယ်။အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါဒီလိုဖိုင်လေးရဆိုရင်ဒါကျွန်တော်မနက်ဖြန်16ရက်ကျွန်တော်2လ2026ကျွန်တော်အဖွင့်နေ့တနင်္လာနေ့အတွက်ကိုလာရောက်ပြီးတော့မျှဝေပေးတဲ့ဗီဒီယိုဖိုင်လေးဖြစ်တယ်လာရောက်ပြီးတော့အကြံပြုပေးတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်နော်ကျွန်တော်ရဲ့ကိုရီမားတွေအားလုံးကျွန်တော်အများနဲ့ပြောနေလို့ပဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုခုမှမြင်လို့ဝင်ရောက်လာတာပဲဖြစ်ဖြစ်စိတ်ဝင်စားလို့ဝင်ရောက်လာတာပဲဖြစ်ဖြစ်ကျွန်တော်အများနဲ့အားပေးလို့ဝင်ကြည့်တာပဲဖြစ်ဖြစ်ဒီလိုကြောင့်မင်းနဲ့ပဲကြည့်ကြည့်ပါဗီဒီယိုဖိုင်လေးစီဒါကျွန်တော်ရဲ့အကူမများအားလုံးအတွက်လည်းမဖြစ်မနေကြည့်သင့်ကြည့်ထိုက်တဲ့ဗီဒီယိုဖိုင်လေးဖြစ်တယ်နော်ဒီဗီဒီယိုဖိုင်လေးကလည်းအချိန်လေး3-4မိနစ်လောက်ပဲကြာတာဖြစ်တဲ့အတွက်ဗီဒီယိုငွေတရကုံမောင်မနှံမျောပဲနဲ့တော့ main တစ်ခွက်ကောင်းလုံးမဲ့ပတ်တိလိုချင်တဲ့အကိုတွေမတွေအားလုံးပဲဗီဒီယိုဖိုင်လေးကိုမချော်မေဖဲနဲ့အစားနဲ့အဆုံးလေးတခြားလေးကြည့်သွားပြီဒါပေမဲ့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ချင်းအဖြစ်ကျွန်တော်ရဲ့အကိုတွေမတွေအားလုံးအတွက်ကျွန်တော်နက်ဖန်12နာရီ10မိနစ်မှာဘလို့ကျွတ်မြတ်တရှိမှာလဲဆိုတော့ကျွန်တော်မနက်မှအဓိကထားပြီးတော့ထိုးရမယ်ကျွန်တော်တလုံးမိုင်เนาะလုံးမိုင်ပတ်တိပတ်ချင်းတဲ့အကိုတွေမတွေအောက်အတွက်လုံးမိုင်ရမယ်ကျွန်တော်တကွက်ကောင်းတက်နှစ်တက်တဲ့အကိုတွေမတွေအောက်အတွက်တကွက်ကောင်းလေးတွေရမယ်ကျွန်တော်ကီးချိုက်နှစ်တက်တဲ့အကိုတွေမတွေအောက်အတွက်ကီးလေးရရှိမှာဖြစ်ပါတယ်เนาะအဲဒါကြောင့် main တကွက်ကောင်းလေးတွေ main ပတ်တိလေးတွေလိုချင်တဲ့အကိုတွေမတွေအောက်လုံးကစိတ်ရှည်သွားတဲ့ဗီဒီယိုဖိုင်လေးကိုတေချာလေးပြဆုံးအောင်ကြည့်သွားပေးပါเนาะကျွန်တော်ရဲ့အကိုမတွေအားလုံးကျွန်တော်နေ့ရက်တည်းမှာပြောနေလို့ပဲကျွန်တော်ရဲ့ခဏန်းတွေကို live ပြီးတော့ဆော့မယ်ဆိုရင်တပွဲနှစ်ပွဲနဲ့တော့ live ပြီးတော့မကစားပါနဲ့เนาะတပတ်ဆိုရင်တပတ်တိတိ live ပြီးတော့လက်တွဲကြည့်ပါအဆင်ပြေပါလိမ့်မယ်เนาะကျွန်တော်ရဲ့အကိုတွေမတွေအားလုံးပဲကျွန်တော်ရဲ့ခဏန်းတွေကို live shot တဲ့အကိုတွေမတွေအားလုံးပဲအတီဆုံးဖြစ်ပါလိမ့်မယ်ကဲအားလုံးပဲကျွန်တော်စကားရတော့ရှေ့မပြောတော့เนาะကျွန်တော်ရဲ့ဒီကောက်ကလေးကဒါအကောက်တစ်ကလေးဖြစ်နေတယ်เนาะ viewer လေးတွေရမ်းအားပေးတဲ့အကိုတွေမတွေအားလုံးရမ်းနေနေတာဖြစ်တဲ့အတွက်အားလုံးပဲဝင်းရပေးကြပါအောင်တက်နိုင်တဲ့လောက်ကလေးတွေကိုညီပေးကြပါအောင်လို့ကျွန်တော်ဘက်ကနေပြီးတော့မေတ္တာရက်ခန့်လိုက်ပါတယ်ကဲအားလုံးပဲကျွန်တော်အခုခဏန်းလေးတွေခေါ်ပေးမယ်မခေါ်ပေးခင်လေးမှာပထမဦးဆုံးအနေနဲ့ကျွန်တော်ရဲ့ဒီ channel လေးတော့ဝင်လာပြီဆိုရင်ကျွန်တော်ရဲ့ channel လေးကိုနေ့ရက်တိုင်းမှာ like short ခြင်းနဲ့ like ကစားခြင်းနဲ့ကိုတွေမတွေအားလုံးပဲတူတယောက်မကြံ channel လေးကို subscribe ကလေးနှိပ်ထားပါနော်ဝင်လာတဲ့ channel လေးကို subscribe ကလေးနှိပ်ထားမယ်နောက်တစ်ခုအရေးကြီးဆုံးအချက်ကတတိလေးတွေထားပြီးတော့ဝင်လာပြီဆိုရင်လက်မလေးတွေထောင်ထားပါနော်ဝင်လာပြီဆိုရင်လက်မလေးတွေထောင်ထားပြီးကျွန်တော်တို့အတွက်ဘာမှလုပ်ပေးဖို့မလိုဘယ်လောက်မှလည်းပို့ထုတ်ပေးဖို့မလိုပါဘူးနော်ဝင်လာပြီဆိုလက်မလေးတွေထောင်ထားကိုတို့မတို့ပေးတဲ့ live လက်မလေးတယောက်ချက်ကဒါကျွန်တော်တို့အတွက်အားကြီးလက်ဖြစ်ပါတယ်เนาะအဲဒါကြောင့်ဒီလေးထားပြီးတော့ live လက်မလေးနှိပ်ပြီးတော့အားပေးပါလို့ပြောချင်ပါတယ်ကဲအခုအားလုံးပဲကျွန်တော်နေတိုက်ကနန်းလေးတွေခေါ်ပေးမယ်မမှတ်မိတဲ့အကိုတွေမတွေအားလုံးကဘေးနားမှာစာရွက်ကလေးနဲ့ဘောပင်လေးနဲ့ရှိမယ်ဆိုရင်စောင့်ထားပေးပါเนาะမှတ်မိတဲ့ကိုတွေမတွေအားလုံးကလည်းတေချာလေးလိုက်ပြီးတော့မှတ်သွားပေးယုံကြည်နဲ့လိုက်ပြီးတော့ကစားပါမယ်ကျွန်တော်မနေ့က16ရက်2လ2026เนาะကျွန်တော်တို့တနင်္လာနေ့12နာရီ10မိနစ်အတွက်အကောင်းဆုံးကီးတွေကျွန်တော်691ဆိုတဲ့ကီးပဲဖြစ်ပါတယ်။တော့691ဆိုတဲ့ကီးပါကိုရိုမာလို့ရှိမှာ1ချင်းကီးလုံးမှရှိမှဆိုရင်တွဲပြီးတော့ထိုးပါဒီကီးလေးစီလည်းခွေပြီးတော့ထွက်တယ်သတိတော့ထားပါနော်။ဟုတ်ပြီပတ်သီးနေနေအောင်ကျွန်တော်69ပတ်သီးကိုရေးထုတ်ပေးထားပါတယ်နော်။69ပတ်သီးပါပတ်သီးနှလုံးလုံးပတ်ပါလို့ကျွန်တော်မပြောပြီးတော့မှအကြိုက်ဆုံးပတ်သီးလုံးတဲ့တစ်ခွက်ကောင်းလေးပြန်ပြီးတော့ရေးထုတ်ပေးမယ်။ဆိုတော့ကျွန်တော်တို့6နဲ့ပတ်သက်ရင်အဓိကထားပြီးကစားမယ်ခဏန်းလေး9နဲ့ပတ်သက်ရင်အဓိကထားပြီးတော့ကစားမယ်ခဏန်းလေးခေါ်ပေးမယ်6နဲ့ပတ်သက်ရင်ကျွန်တော်တို့63ရယ်65ရယ်69ရယ်68ရယ်နော်63ရယ်65ရယ်69ရယ်68ကဲပဲဖြစ်ပါတယ်ဒါ6နဲ့ပတ်သက်ရင်အဓိကထားပြီးတော့ထိုးရမယ်ခဏန်းလေး4ခွက်နော်6ချိုင်းနှစ်သက်တဲ့ကိုတွေမတွေအောင်အတွက်6နဲ့ပတ်သက်လာရင်63ရယ်65ရယ်69ရယ်68ကဲပါနော်63 65 69ပဲဖြစ်ပါတယ်ဒီကနန်းလေးတွေကဒါပတ်တိမပတ်နိုင်ဆိုတဲ့အကိုတွေမတွေအားလုံးကဒီကနန်းလေးတို့အဓိကထားပြီးတော့ကစားပါနော်ပတ်တိတစ်လုံးပတ်တိကိုအကောင်းဆုံးအနေနဲ့လိုက်ပြီးတော့ပတ်ချင်တဲ့အကိုတွေမတွေအားလုံးအတွက်ကျွန်တော်အကောင်းဆုံးတော့ကြိုးစားပေးထားတယ်တရားပေါက်ထွက်မယ်လို့တော့အမခန့်ဘူးယုံကြည်မှုရှိမှလိုက်ပြီးတော့ဆော့ပါအကောင်းဆုံးကြိုးစားပေးထားပါတယ်နောက်ဘက်မှာကျွန်တော်အကြိုက်ဆုံးပတ်တိစီ6ပိုင်ပဲဖြစ်ပါတယ်နော်6ပိုင်မှာ6နဲ့ပတ်သက်ရင်ကျွန်တော်ဆိုတော့69ဆိုတဲ့ကနန်းစီတစ်ခွက်ကောင်းပါနော်ကဲတကွန်ကောင်းချိုင်းနဲ့တက်တဲ့အကိုတွေမတွေအားလုံးပဲလက်ဖက်မှာ6နဲ့ပတ်သက်ရင်69ဒီတကွက်ကောင်း6နဲ့ပတ်သက်ရင်ကျွန်တော်60ဆိုတဲ့ကဏ္ဍစီတကွက်ကောင်းပဲဖြစ်ပါတယ်နော်69ပထမမိန်60ဒုတိယမိန်ပဲဖြစ်ပါတယ်ကဲအားလုံးပဲကျွန်တော်ခုမျှဝေပေးခဲ့တဲ့ကဏ္ဍလေးတွေအားလုံးနဲ့လက်ဖက်အဖွင့်နေ12နာရီ10မိနစ်မှာအားလုံးပဲအဆင်ပြေကြပါစေအားလုံးပဲပေါက်ကြပါစေညနေ4နာရီခွဲအတွက်ကိုတော့ကျွန်တော်12နာရီ45တနာရီလောက်ဆိုရင်ကျွန်တော် like လေးပြန်တက်လာခဲ့ပါမယ်ကဲအားလုံးပဲတက်တာပါအားလုံးပဲအဆင်ပြေကြပါစေဗျာနော်